ကျွန်တော်ရဲ့ TikTok နေပြီးတော့ပတ်စံရဖို့ဆိုရင် TikTok monetization ရှောက်ရပါတယ်အဲ့လိုမျိုး TikTok monetization ရှောက်မယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် TikTok monetization ရှောက်ဖို့အတွက်အချက်3ချက်လိုပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ချက်ကတော့ကိုယ့်ရဲ့ account follower 10k ပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ account follower 10k ပြမှသာလျှင် TikTok monetization ရှောက်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကိုယ့်ရဲ့ account ကတစ်လအတွင်းမှာ view တစ်သိန်းရအောင်လုပ်ရမှာပဲဖြစ်ပါတယ်တစ်လအတွင်းမှာ view တစ်သိန်းရမှသာလျှင်ကျွန်တော်တို့ TikTok monetization ရှောက်လို့ရမှာပါဒီနေရာမှာတချို့ရဲ့အထင်မှားနေရရှိပါတယ်တစ်လအတွင်း view တစ်သိန်းပြရမယ်ဆိုတာကအကောင့်စပွင့်တဲ့အချိန်ကနေပြီးတော့တစ်လအတွင်းလာပါတော့အဲ့လိုမျိုးလုံးဝမဟုတ်ပါဘူးအဲ့လိုဆိုရင်လည်းလုံးဝမဖြစ်နိုင်ပါဘူးဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဥပမာဒီနေ့ကဒီဇင်ဘာ1ရက်နေ့ဆိုရင်ဒီဇင်ဘာ1ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ3ရက်နေ့ထိတစ်လလို့သတ်မှတ်ပါတယ်ဥပမာဒီဇင်ဘာဒီနေ့က2ရက်နေ့ဆိုရင်ဒီဇင်ဘာ2ရက်နေ့ကနေစပြီးတော့ဒီဇင်ဘာ31ရက်နေ့ထိကိုတစ်လလို့သတ်မှတ်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ account follower 10k ပြည့်သွားပြီဆိုရင်လည်းတစ်လအတွင်း view သိန်းဆိုတာကိုခေါင်းထဲကိုထည့်စရာမလိုပါဘူး view သိန်းကပြေးပြီးသားဖြစ်နေမှာပါ follower 10k ရဖို့အတွက်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်တော့ video တွေနေတိုင်းပုံမှန်တင်ရမယ်အနည်းဆုံး3ခုတင်ရမယ်3ခုမတင်နိုင်တော့မှတစ်နေ့ကိုတစ်ခုလောက်တော့ရအောင်တင်ပါကိုတင်တဲ့ content ကလည်းကောင်းတယ်အဲ့လိုမျိုးတင်တဲ့အချိန်ကလည်းမှန်တယ်ဆိုရင်တော့ follower 10k ဆိုတာကတစ်လအတွင်းမှာပြည့်ပါတယ်နောက်ဆုံးလိုအပ်ချက်တစ်ခုကတော့ကိုယ့်ရဲ့ TikTok account မှာထည့်ထားတဲ့အသက်က16နှစ်ပြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ TikTok ကနေပြီးတော့ပတ်စံရှာဖို့အတွက် TikTok monetization ရှာဖို့ဘာလို့လဲဆိုတာကိုသိသွားလောက်ပြီးထင်ပါတယ်အဓိကလိုတာကတော့ Japan region account မှာဗီဒီယိုလေးစုံနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်က social fit မြန်မာက Jumas ပဲဖြစ်ပါတယ်